ဒီလိုချက်ဆက်ကောင်းတဲ့ခါလောင်းကျိုးလုံးကြီးလေးတင်ပေးမယ်နော်ခါလောင်းပန်းလေးလုပ်ဖို့ဆိုရင်တော့ဒီလိုမျိုးကျိုးလေးတစ်ကျိုးနဲ့ပေါ့နော်ဒီလိုပိတ်စလေးတစ်စဒီဟာလေးကကြတော့ဒီမှာအလျာ3လက်မခွဲအနံ3လက်မခွဲဒီလိုအစလေးတစ်စနဲ့ကျိုးလေးတစ်ကျိုးလိုပါမယ်နော်ပြီးရင်တော့ဒီကျိုးလေးကိုဒီလိုလေးချလိုက်ပါမယ်ချလိုက်ပြီးရင်ဒီမှာဒီလိုလေးပြီးရင်ဆက်နဲ့ဒီမြင်းတိုင်းလေးပေါ့နော်ဒီဘက်ကပိတ်ချုပ်မယ်ပြီးရင်ဒီဘက်ကိုတော့ပိတ်မချုပ်ပါဘူးဒီမှာမြင်းပြထားတဲ့အတိုင်းလေးပဲဒီလိုအပွင့်လေးချန်ထားပေးပါဒီမှာဒီလိုလေးချုပ်လာပြီးဆိုရင်ဒီအောက်နာအပွင့်လေးရနေပြီးတော့ဒီကျိုးလေးကိုပေါ့နော်ဆွဲထုတ်ပြလိုက်ပါမယ်နော်ဒီလိုလေးရသွားပြီဒီမှာဒီဘက်ကထောင်းလေးကိုလည်းဒီလိုလေးဆွဲထုတ်ထားပါမယ်ဒီမှာဒီလိုလေးဆွဲထုတ်ပြီးသွားပြီဆိုရင်တော့ဒီအောက်ကနေပေါ့နော်ဒီရဲ့ကြိုးလေးကိုဒီလိုလေးဒီအပေါက်လေးရှိရဲ့ဘက်ကိုလေးပြန်ထုတ်လိုက်ပါမယ်ဒီမှာကြိုးလေးဒီလိုလေးဖြစ်သွားပြီနော်လိုလေးဖြစ်သွားပြီဆိုရင်ဒီဆောင်းတိုင်းလေးဘာလို့လဲဒီဆောင်းတိုင်းလေးစက်နဲ့တချောင်းနင်းချလိုက်ပါမယ်နော်ဆိုရင်တော့ဒီမှာကက်ကြီးနဲ့တစ်ချက်ဒါလေးကိုညှပ်ထုတ်လိုက်မယ်ပြီးရင်တော့ဒါလေးကိုမမပြန်လည်ထုတ်လိုက်ပါမယ်နော်အဲဆိုရင်တော့ဒီလိုခါလောင်းကျိုးလေးရပါပြီနော်